ကန်းချင်တိုင်းမှာအလိုလိုလှန်နေလေးတွေထောင်ထားတာတွေ့ရမှာပါဒီအချိန်ကကော့ပငန်းမှာအရင်တတိထားမှအချိန်ဖြစ်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကော့ပငန်းမှာမိုးကြီးလေကြီးဖြစ်နေတဲ့အချိန်ဖြစ်နေပါတယ်မနေ့ကပဲကော့ပငန်းမှာကလေးရီထဲကိုပျောက်ကျခဲ့ပါတယ်ဖြစ်သွားတဲ့နေရာကချလော်လန်းကန်းချင်မှာဖြစ်ပါတယ်အစ္စရေးသားမိ3ယောက်လို့တည်ထားပါတယ်တားဖ3ယောက်ကချလော်လန်းကန်းချင်မှာရီလာကူးတာဖြစ်ပါတယ်ရီကူးနေတဲ့ချိန်မှာသူ့သားလေးကရီလှကြီးနဲ့မျောပါသွားပါတယ်ဒီအချိန်မှာသူ့ဖေဖြစ်သူကသူ့သားကိုကဲဖို့အတွက်ရီထဲခုန်ချပြီးတားဖြစ်သူကိုဘေးကင်းစွာကယ်တင်ခဲ့ပါတယ်ဒါနဲ့သူ့အဖေကကန့်ချေဘက်ကိုရေကူးရန်ကြိုးစားခဲ့တော့လဲမအောင်မြင်ရွာနဲ့ပဲရေလဲကြီးနဲ့ပြန်မျောပါသွားပါတယ်မျောပါသွားနေတဲ့အချိန်မှာသူ့ဇနီးဖြစ်သူကတရားဖက်ကိုရေကူးရန်အော်ဟက်ပြီးပြောဆိုခဲ့ပြီးနောက်ရီလိုက်ကြီးနဲ့မျောပါသွားပါတယ်ဖေဖြစ်သူကိုအခုချိန်ထိရှာဖွေနေစေဖြစ်ပါတယ်ဒီအချိန်ကအရန်ကိုအန်တရယ်များတာဖြစ်ပါတယ်ကန့်ချီတိုင်းမှာလှန်နေလေးတွေထောင်ထားတာတွေ့ရမှာပါဒီလိုအချိန်တွေမှာကန့်ချီမှာရီကူးဖို့တင်းတော်ပါဘူးခင်ဗျာရီလိုင်းတွေအရန်ကြီးနေပါတယ်ခင်ဗျာမိသားစုနဲ့အချိန်ပေးလို့ရှိရင်တင်းတော်တဲ့အချိန်လေးကိုတေချာကြည့်ဆိုင်ပြီးရွေးချယ်ပြီးချိန်ပေးကြပါခင်ဗျာကဲမဲဆွေများအားလုံးဘေးကင်းကြပါစေခင်ဗျာ